မြောက်ရီနယ်စပ်ကအာ BGF DKB တို့လိုကြားဖြန့်လက်နက်ကိုင်ခေါင်းဆောင်တွေအနေဟာလည်းပဲရှမ်းမြောက်ကကိုးကကြားဖြန့်လက်နက်ကိုင်ခေါင်းဆောင်ပေဆောက်ချေမိသားစုလိုဖြစ်သွားနိုင်သလားဆိုရင်မိကုန်းကပိုပြီးတော့ရေးကြည့်တယ်အခုလောလောဆယ်ရှာကြည့်ရတော့နှစ်ဖက်လုံးမှာအကြက်တဲရှိတယ်နှစ်ဖက်လုံးမှာအကြက်တဲရှိတယ်မင်းအောင်လှိုင်ကလည်းပဲဟိုစောချစ်သူကိုငွေရတာငွေဝေးကောင်းကိုကင်ထားသလိုပဲသူတေချာကင်နိုင်မကင်နိုင်ငွေဝေးရတယ်သူ့ကိုပြန်ကင်ပါဒီလိုအခြေအနေရှိတော့နှစ်ဖက်လုံးကဟိုဆရာစဉ်းစားကြည့်တော့ပေါ့နှစ်ဖက်လုံးကသူ့အနေနဲ့သူချိန်နေရတယ်အဲ့တော့ဟိုပေဆောက်ချိန်တို့မိသားစုနဲ့မတူတဲ့အခြေအနေကဒီတောင်ပိုင်းမှာကစောချစ်သူကသူ့အနေနဲ့သူတိဆောက်ထားနိုင်တဲ့အခြေအနေရှိတယ်တက်ရင်ကတောင်းကနန်းလောက်ရှိနိုင်တယ်အဲ့လိုအခြေအနေမျိုးရှိတော့မင်းအွန်လိုင်းဘက်ကလည်းစောချစ်သူကိုကင်တွယ်ရခက်တယ်စောချစ်သူကလည်းပဲခမားအခုစဉ်းစားလို့သူလည်းစဉ်းစားမှာပဲငါကံကြမ္မာပဲဆောက်ချိန်တို့မိသားစုလိုဖြစ်သွားမှာဆိုတဲ့အခါကျတော့သူလည်းမင်းအွန်လိုင်းကိုမယုံရဲဘူးသိကြတယ်100%သိကြတယ်ဒီနှစ်ခုကြားထဲမှာအခြေအနေကိုစောင့်ကြည့်နေကြတဲ့သဘောပဲဖြစ်တယ်အဲ့တော့တစ်ချိန်မှာမင်းအွန်လိုင်းကသူ့ဘက်ကနေပြီးတော့မှစောချစ်သူရဲ့အခုပဲစပြီးတော့ရွှေကုတ်ကိုသူ့တက်နဲ့ဝင်စစီးထားပြီလေအဲ့တော့အဓိကကျတဲ့နေရာတွေကိုသူ့တက်တီထပ်ပို့ပြီးတော့ဆက်စီးထားနိုင်မယ်ဆိုရင်စောချစ်သူကတဖြည်းဖြည်းနဲ့မင်းအွန်လိုင်းလက်ထဲကိုနေပြီးတော့မှသွားမနေဘူးတော့စောချစ်သူကစိုးရင်တဲ့အတွက်မင်းအွန်လိုင်းရောင်စိုးရင်လို့နေပြီးတော့မှသွားမခိုးလုံရဲအောင်တော့အခုရှိနေတဲ့နေရာမှာတွေပဲတဖြည်းဖြည်းနဲ့စောချစ်သူဟာအခုတိုင်းသာစစ်တပ်ကရွှေကုတ်ကိုမှာတော့မှတိုးမြင့်ပြီးသူတို့လှုပ်ချင်တာလှုပ်ခွင့်ရနေပြီဆိုရင်စောချစ်သူရဲ့အနေအထားတွေကိုတဖြည်းဖြည်းကျင်းလောင်လုပ်ပြီးတော့မှစစ်တပ်ကလိုသလိုခြေလှယ်နိုင်တဲ့အခြေအနေရောက်သွားပြီဆိုရင်ပေဆောက်ချိန်တို့မိသားစုလိုကံကြမ္မာမျိုးစောချစ်သူဖြစ်မသွားနိုင်ဘူးလို့ပြောလို့မရဘူးအဲ့တော့ဏီကုန်းချုပ်ပြောလို့ရှိရင်တော့ဖြင့်စောချစ်သူအတွက်အကောင်းဆုံးကပါလေတေးကြတယ်သူလည်းစိတ်မချဘူးမင်းအောင်လိုက်စောချစ်သူရဲ့အတွက်အကောင်းဆုံးကတော့ဖြင့်နိုင်ငံတကာနဲ့ပေါင်းပြီးတော့မှဖြစ်သမျှတွေအကုန်ဖွင့်ပြောဘာတွေဖြစ်သွားတယ်ဆိုတာအစဆုံးဖွင့်ပြောအဲ့တော့တရားရုံးမှာတရားလိုပြသက်သေဖြစ်နေစစ်ခံပြလိုက်အဲ့တော့နိုင်ငံတော်ဥပဒေမှာပြည်တွင်းဥပဒေမှာရှိတယ်လေဗျအဲ့တော့တရားလိုဘက်ကဆွဲတင်တဲ့တရားလိုပြသက်သေတယောက်ကခင်ဗျားကြားဘူးလိမ့်မယ်ဗိုလ်ချုပ်ဝန်ဆာမှုမှာတော့မှပေါ်ကောင်ဆိုပြီးသုံးခဲ့တာရှိရတယ်အဲ့တော့တရားလိုပြသက်သေဖြစ်နေတရားရုံးကလိုချင်တဲ့ထွက်ချက်တွေကိုပေးသွားနိုင်မယ်ဆိုလို့ရှိရင်တော့ဖြင့်ဒါတရားလိုဘက်ကတရားစွဲဆိုတဲ့နိုင်ငံသားအဖွဲ့အစည်းတွေကလည်းပဲအဲ့လိုပုံကိုယ်တွေကိုကာကွယ်စောင့်ရှောက်တဲ့အစဉ်အလာရှိတယ်လုံထုံးလုံနည်းတွေရှိတယ်အဲ့တော့အာအဲ့ရနေပြီးတော့မှစောချစ်သူကထွက်ပေါက်ရှာတာဟာဒီတိုင်းထွက်ပြေးတာတို့ပေါ့မင်းအွန်လိုင်းကိုအားကိုးပြီးမင်းအွန်လိုင်းရှိတဲ့နေရာမှာတော့ခိုလုံတာတို့တဲ့စာရင်သူ့ရဲ့ဘဝကပို့ပြီးတော့အမခံချက်ရနိုင်တယ်လို့အဲ့လိုပဲယူဆပါတယ်